ရှမ်းပြည်နယ်တောင်ပိုင်းပူပုံးမြို့နယ်မှာတည်ရှိတဲ့ထန်ဆန်းကူဟာတဘာဝရဲ့အံ့ဩဖွယ်ရာဖန်တီးမှုတွေနဲ့ဘာသာရေးဆိုင်ရာရေးပါမှုတွေကိုပေါင်းစပ်ထားတဲ့ထင်ရှားတဲ့နေရာတစ်ခုပါဆင်းလောက်ကြီးသောကူလို့လည်းလူသိများတဲ့ဒီကူကြီးဟာတောင်ကြီးမြို့ကနေ28မိုင်ကွာလိုင်းရင်ပြည်တော်စုကားလမ်းမကြီးပေးမှာတည်ရှိတာမို့တွားရောက်လက်ပတ်ဖို့လွယ်ကူပါတယ်ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရထန်ဆန်းကူဟာနှစ်ပေါင်း1.5တန်းကနေ3တန်းကြားရှိပြီလို့ခန့်မှန်းထားပါတယ်ဒီလိုတက်တန်းရှိရတဲ့တဘာဝကူကြီးကိုပူပုံးမြို့ကကိုရင်လေးရှင်ဘောရိတကအိမ်မက်အရာရှာဖွေတွေ့ရှိခဲ့တာပါကိုရင်လေးရဲ့ကြိုးပမ်းမှုတွေကြောင့်ကူကြီးဟာဘာသာရေးဆိုင်ရာအဓိကနေရာတစ်ခုအဖြစ်ထင်ရှားလာပြီးဖျားဘူးဧည့်သည်တွေအဆက်မပြတ်လာရောက်ပူးမျှော်ကြပါတယ်ထန်ဆန်းကူရဲ့ဝင်ပေါက်ဟာအလျား15ပေအမြင့်12ပေခန့်ရှိပြီးအတွင်းပိုင်းကတော့အလျားပေ50အမြင့်ပေ20ခန့်ကျယ်ဝန်းမြင့်မားပါတယ်။ဘူတွင်းပိုင်းမှာလျှက်စစ်မီတွေတက်ဆင်ထားတာကြောင့်အလွယ်တကူလည်းပတ်နိုင်ပါတယ်။ပေ2000ကျော်အထိဝင်ရောက်နိုင်တဲ့ဒီတစ်ဖက်ပိတ်ကူထဲမှာတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်ဆက်ပန်းဆွဲတွေတိရစ္ဆာန်ပုံတံကြောက်ရွံ့ထုတွေဗုဒ္ဓရုပ်ပွားတော်တွေနဲ့စေတီပထိုးတွေကိုဖူးမြော်လေ့လာနိုင်ပါတယ်။ဘူရဲ့အပြင်ဘက်မှာလည်းဒေသခံတွေစိုက်ပျိုးထားတဲ့တဘာဝအသီးအနှံတွေနဲ့အမတ်တရပစ္စည်းဆိုင်တွေကိုတွေ့ရမှာပါထန်ဆန်းကူဟာတဘာဝအလှတရားတွေရှေးဟောင်းသမိုင်းကြောင်းနဲ့ဘာသာရေးယုံကြည်မှုတွေကိုတပေါင်းတည်းတူညီခံစားနိုင်တဲ့ရှမ်းပြည်နယ်ရဲ့ထင်ရှားကျော်ကြားတဲ့ကြီးသွွားနေရာတစ်ခုပဲဖြစ်ပါတယ်